38မိနစ်သာကြာမြင့်ခဲ့တဲ့ဘာအမြန်ဆုံးစစ်ပွဲရဲ့အံ့အားသင့်ပွဲအမှန်တရားစစ်ပွဲတစ်ခုဟာစတင်ပြီးမိနစ်40အတွင်းမှာပဲပြီးဆုံးသွားခဲ့ဆိုရင်ယုံနိုင်မှာမလားဒီစစ်ပွဲဟာ1896ခုနှစ်ဗြိတိရှနဲ့ဇန်စီဘာနိုင်ငံတို့ကြားမှာဖြစ်ပွားခဲ့တဲ့စစ်ပွဲတစ်ခုဖြစ်ပြီးအချိန်အားဖြင့်38မိနစ်သာကြာမြင့်ခဲ့ပါတယ်စစ်ပွဲတစ်ခုဟာဘာကြောင့်ဒီလောက်အချိန်တူတူနဲ့ပြီးဆုံးသွားခဲ့ရလဲဒီစစ်ပွဲကိုဘသူတွေကစတင်ခဲ့ပြီးဘာတွေကိုပြသပေးခဲ့တယ်လဲဆိုတာကိုလေ့လာကြည့်ကြရအောင်18ရာစုနဲ့19ရာစုအတွင်းမှာဗြိတိန်ပြင်သစ်ဂျာမနီစတဲ့ဥရောပအင်အားကြီးနိုင်ငံတွေကကမ္ဘာအနှံ့ကိုနေချဲ့ရင်းနဲ့အာဏာချင်းပြိုင်နေခဲ့သလိုအာဖရိကဟာလည်းနေချဲ့တွေရဲ့မျက်စိကျစရာနေရာတစ်ခုဖြစ်ခဲ့ပါတယ်ထို့စဉ်ကဇန်စီဘာဆိုတာအာဖရိကအရှေ့ကမ်းခြေမှာရှိတဲ့သေးငယ်တဲ့ကျွန်းနိုင်ငံတစ်ခုဖြစ်ပေမဲ့ကုန်သွယ်ရေးအရာအရေးကြီးတဲ့နေရာတစ်ခုဖြစ်ပါတယ်အထူးသဖြင့်ကျွန်းကုန်သွယ်ရေးအတွက်အချက်ချာကြတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ဇန်စီဘာမှာနေထိုင်သူအများစုဟာအစ္စလာမ်ဘာသာကိုကိုးကွယ်ပြီးနိုင်ငံကိုတော့ဆူတန်ကအုပ်ချုပ်ပါတယ်ဆူတန်ဆိုတာကအာရဗီဘာသာစကားအရအုပ်ချုပ်တော်ပြီးရင်ဒါမှမဟုတ်အုပ်ချုပ်သူလို့အဓိပ္ပာယ်ရှိပြီးအစ္စလာမစ်နိုင်ငံတွေမှာအသုံးပြုတဲ့နာမည်တစ်ခုဖြစ်ပါတယ်ထို့စဉ်ကဗြိတိရှနဲ့ဂျာမနီတို့ရဲ့နယ်မြေပိုင်းခြားစာချုပ်အရဇန်စီဘာကဗြိတိရှရဲ့အဆောက်အအုံခံနိုင်ငံဖြစ်ပြီးနိုင်ငံကိုလည်းဗြိတိရှတို့လိုကြဆူတန်ကအုပ်ချုပ်ပါတယ်ဒီလိုနဲ့1896ခုနှစ်ဩဂတ်25မှာဇန်စီဘာရဲ့ဆူတန်တယောက်ဖြစ်တဲ့ဟာမတ်ဘင်တူဝေနီယာရုတ်တရက်တည်ဆုံသွားခဲ့ပါတယ်ထို့စဉ်ကဆူတန်တယောက်တည်ဆုံသွားပြီးနောက်တစ်ယောက်ကိုနန်းတင်ဖို့ဆိုရင်ဗြိတိရှတို့ရဲ့သဘောတူညီချက်အတည်ပြုချက်လိုအပ်ပါတယ်။အဲ့ဒီအချိန်မှာတည်ဆုံသွားခဲ့တဲ့ဟာမတ်ဘင်တူဝေနီရဲ့တူတော်ဆက်သူခါလစ်ကဗြိတိရှတို့ရဲ့သဘောတူညီချက်မပါဘဲနန်းတော်ကိုသိမ်းပိုက်ခဲ့ပြီးသူ့ကိုယ်သူဆူတန်အဖြစ်ကြီးညာခဲ့ပါတယ်။ဗြိတိရှကောင်စစ်ဝင်ရုံးကိုလည်းသူ့ကိုဆူတန်အဖြစ်သိမှတ်ပြုဖို့စာပို့လိုက်ပါတယ်။ဗြိတိရှတို့အနေနဲ့ကလည်းသူတို့စိတ်ကြိုက်ချယ်နိုင်မဲ့ဟာမောက်ဘင်မူဟာမတ်ကိုဆူတန်လောင်းအဖြစ်ရွေးချယ်ထားပြီးဖြစ်တဲ့အတွက်ကာလစ်ကိုဆူတန်ဖြစ်လုံးဝအတိမတ်မပြုခဲ့ပါဘူး။ဒါကြောင့်ပဲ1896ဩဂတ်29ရက်နေ့မှာဗြိတိရှတို့ကကာလစ်ကိုနန်းတော်တွေကထွက်ရင်ထွက်မဟုတ်ရင်စစ်ဖြစ်လိမ့်မယ်လို့စာတန်ပေးခဲ့ပါတယ်။ကာလစ်ကဗြိတိရှတို့ကသူတို့ကိုအမှန်တကယ်စစ်တိုက်မှာမဟုတ်ဘူးလို့ရှော့တက်ခဲ့ပြီးနန်းတော်တွေကမထွက်ခဲ့ပါဘူး။ထို့စဉ်ကကာလစ်မှာစစ်တီအင်အား2800ခန့်ရှိပြီးအများစုကအရက်သားများဖြစ်ကြပြီးဇန်စီဘာစစ်သား900လောက်ပဲပါဝင်ပါတယ်။ရေတပ်အင်အားအနေနဲ့ကလည်း Glasgow လို့ခေါ်တဲ့တစ်သားရွက်လီတင်မော်တစ်စီးသာရှိပါတယ်။ဗြိတိရှတို့ဘက်မှာတော့ထိုစဉ်ကအကောင်းဆုံးတန်ချက်ကတင်မော်ကြီးတစ်စီးပါဝင်ခင်မီစစ်တင်မော်9စီးကပါဝင်တိုက်ခိုက်ခဲ့ပြီးရေတပ်သားနဲ့ Marine တပ်သား900ဒေသခံတပ်သား150လောက်ပါဝင်ခဲ့ပါတယ်။ဒီလိုနဲ့စစ်ပွဲဟာဩဂတ်လ29ရက်နေ့မနက်9:00နာရီမှာပဲဗြိတိရှစစ်တင်မော်ရဲ့ပစ်ခတ်မှုနဲ့စတင်ခဲ့ပါတယ်။ဗြိတိန်စစ်သည်မော်တွေရဲ့ပထမဆုံးပြစ်ခတ်မှုမှာပဲဇန်စီဘာရဲ့12ပေါင်တာအမြောက်ကိုထိမှန်ခဲ့သလိုနန်းတော်ကလည်းတပ်သားနဲ့အဓိကတိစောက်ထားတဲ့အတွက်ဗြိတိရှတို့ရဲ့ပြင်းအားမြင့်ဘုံးဆန်တွေရဲ့ဒဏ်ကိုမခံနိုင်ပဲလူပေါင်း3000ခန့်ကပိတ်မိပြီးထိခိုက်သေဆုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။သတင်းရင်းမြစ်အချို့အရခါလစ်ဟာပထမဆုံးကြည်ကြကလေးကထွက်ပြေးသွားခဲ့တယ်လို့ပြောကြသလိုအချို့ကလည်းအနှဲငယ်ကြောင်ခုခံခဲ့တယ်လို့ဆိုပါတယ်။ဇန်စီဘာရဲ့တခုတည်းသောစစ်သည်မော် Glasgow ကလည်းဗြိတိရှစစ်သည်မော်တွေပြစ်ခတ်မှုကြောင့်နစ်မြုပ်ခဲ့ပါတယ်။ဒီလိုနဲ့ပြစ်ခတ်မှုတွေစတင်ပြီးမိနစ်40အကြာမှာပဲစစ်ပွဲရဲ့အခြေအနေအလုံးဟာပြီးဆုံးသွားခဲ့ပါပြီ။နန်းတော်ဘော်ကဆူတန်ရဲ့အလံကိုထုတ်ချလိုက်ပြီးစစ်ပွဲကိုအဆုံးသတ်ခဲ့ပါတယ်။တိုက်ပွဲပြီးဆုံးချိန်ဗြိတိရှတို့ဘက်မှာစစ်သားတဦးသာဒဏ်ရာရရှိခဲ့ပြီးဇန်စီဘာဘက်ကလူပေါင်း900လောက်သေဆုံးဒဏ်ရာရခဲ့တဲ့အထိစစ်ပွဲဟာတစ်ဖက်သက်ဆန်ခဲ့ပါတယ်။တစ်ဖက်မှာလည်းနီးပညာနဲ့ခင်မီလက်နက်အင်အားတာလမှုရဲ့ကွာဟချက်ကိုထင်ထင်ရှားရှားပြသနေကြရလဲဖြစ်ပါတယ်။မိနစ်40လောက်သာကြာတဲ့ဒီစစ်ပွဲမှာဗြိတိရှတို့ကအမြောက်ကြီး900စစ်တပ်နက်ကြီး4100ရိုင်ဖယ်ကြီး1000လောက်ကိုအသုံးပြုခဲ့တယ်လို့ဆိုပါတယ်စစ်ပွဲပြီးဆုံးသွားတဲ့အချိန်မှာတော့စစ်ပွဲရဲ့အဓိကဆက်ဆောင်ခါလစ်ကတော့နန်းတော်တွေကနေထွက်ပြေးလွတ်မြောက်သွားခဲ့ဖြစ်ပါတယ်သူကဗြိတိရှတို့ရဲ့ဖမ်းဆီးခံရခြင်းကနေလွတ်မြောက်ဖို့အတွက်ဂျာမန်တန်ယုံမှာဝင်ရောက်ခိုလုံခဲ့ပါတယ်ဗြိတိရှတို့ကခါလစ်ကိုလွှဲပြောင်းပေးဖို့ဂျာမန်တို့ကိုတောင်းဆိုခဲ့ပေမဲ့ဂျာမန်တို့ကစာချုပ်ထဲမှာနိုင်ငံရေးအကျဉ်းသားလွှဲပြောင်းခြင်းမပါဘူးဆိုတဲ့အချက်ကိုခွင့်ကောင်းယူပြီးခါလစ်ကိုမလွှဲပေးခဲ့ကြပါဘူးဒီလိုနဲ့အချိန်နှင်းငယ်ကြာပြီးတဲ့နောက်မှာဂျာမန်တို့ကခါလစ်ကိုလျှို့ဝှက်စာတဲထုတ်ပြီးသူတို့ရဲ့အုပ်ချုပ်မှုနယ်မြေဖြစ်တဲ့အရှေ့အာဖရိကကိုပို့ဆောင်ခဲ့ပါတယ်စစ်ပွဲပြီးသွားတာနဲ့ဗြိတိရှတို့ကဇန်စီဘာကိုသူတို့ရဲ့လက်အောက်ခံနယ်မြေအဖြစ်လုံးဝထိန်းချုပ်လိုက်ပြီးဗြိတိရှထောက်ခံတဲ့ဟာမောက်ဘင်မူဟာမတ်ကိုနန်းတင်ပြီးရုပ်သေးဆူတန်ဖြစ်တင်မြောက်ခဲ့ပါတယ်စစ်ပွဲကြောင့်ဖြစ်ပွားခဲ့တဲ့ပျက်စီးဆုံးရှုံးမှုတွေနဲ့အသုံးပြုခဲ့ရတဲ့လက်နက်ခဲယမ်းကုန်ကျစရိတ်တွေအတွက်ဗြိတိရှတို့ကကြန့်ရှိနေတဲ့ခါလစ်ရဲ့နောက်လိုက်တွေကိုစစ်ရော်ကြီးဖြစ်ရူပီ3သိန်းတောင်းခံခဲ့ပါတယ်
1890မှာတော့ဗြိတိရှတို့ရဲ့ဖိအားကြောင့်ဇန်စီဘာဟာကျေးကျွန်စနစ်ကိုတရားဝင်ပယ်ဖျက်ခဲ့ရပြီးဇန်စီဘာရဲ့အရေးပါတဲ့လေးညင်းဝင့်ကုန်သွယ်မှုနဲ့အခြားစီးပွားရေးလုပ်ငန်းများကိုလည်းဗြိတိရှတို့အကျိုးစီးပွားအတွက်ထိန်းချုပ်ခဲ့ကြပါတယ်ဒီစစ်ပွဲဟာကမ္ဘာသမိုင်းမှာအတိုဆုံးစစ်ပွဲဖြစ်ခဲ့ရမယ်လေဒီစစ်ပွဲရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကတော့ရှည်လျားပြီးကြီးမားခဲ့ပါတယ်ဒါကြောင့်ပဲဇန်စီဘာရဲ့အုပ်ချုပ်ရေးဥပဒေစနစ်နဲ့ယဉ်ကျေးမှုတွေအထိဗြိတိရှတို့ရဲ့လွှမ်းမိုးမှုတွေကဆယ်စုနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပါတယ်ဒီလိုဗြိတိရှတို့ရဲ့နှစ်ပေါင်းများစွာအုပ်ချုပ်မှုအပြီး1963ခုနှစ်မှာဇန်စီဘာလွတ်လပ်ရေးရခဲ့ပါတယ်ဒီလိုလွတ်လပ်ရေးရခဲ့ပြီးမကြာခင်1964ခုနှစ်မှာပြည်တွင်းတော်လှန်ရေးဖြစ်ပွားခဲ့ပြီးဆူဒန်စနစ်ကိုလည်းဖျက်သိမ်းခဲ့ပါတယ်လက်ရှိမှာတော့ဇန်စီဘာနိုင်ငံမှာကိုပိုင်အစိုးရတမရရှိပေမဲ့လည်းတန်ဇန်နီးယားနိုင်ငံရဲ့အစိပ်ပိုင်းဖြစ်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်ဆက်လက်တည်ရှိနေပါတယ်ဗီဒီယိုလေးကိုအဆုံးထိရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် channel လေးကိုလည်း like and subscribe လုပ်ပြီးကူညီပေးခဲ့လို့ရပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်